လောကရဲ့လမ်းများကိုရှောက်သွားရင်နဲ့မောပန်နွမ်းနေနှလုံးသားကလွန်ဆွလို့တန်တာမိခဲ့အမေရဲ့အိမ်ကိုအိမ်များတဲ့အမေရဲ့မြတ်တာရင်နဲ့ဝေးခဲ့သူမတခါတလေပြန်လဲတွေ့ရင်မပူကြည့်ကွယ်ချောက်သွေးတဲ့အိမ်မရှိရကြတဲ့မှာရိတ်ခုလွင်ပြေရက်ဆက်တဲ့နေရများတိုက်ခိုက်ကြလို့အားနေနေပြီဆိုတင်ထားတဲ့စိတ်ဓာတ်များပြိုကွဲသွားမလားဆိုရင်တော့ရှင်မ